မင်္ဂလာပါတဘာဘာဆောင်ရှောက်သူတို့ရေကလေးတွေဖုံးပဲကြည့်နေတယ်တနေ့ကိုပြားမြနိုင်6-8နာရီကြာမျက်နှာပြင်ကိုငုံကြည့်နေတယ်ဒါကမျက်လုံးစိတ်ကြမ်းမာရေးကိုယ်လက်လှုပ်ရှားမှုအတွက်မကောင်းဘူးဖုံးကြည့်နေတဲ့ကလေးတွေဘာတွေလွဲချွန်နေသလဲတဘာဝနဲ့ထိတွေ့ခွင့်အပြင်ဘက်အလင်းရောင်လေကောင်းလေသန့်ကိုယ်လက်လှုပ်ရှားမှုဖဲလွှားဆော့ကစားခွင့်စူးစမ်းလေ့လာမှုပိုးကောင်လေးလိပ်ပြာတိရွက်တွေကိုတွေ့ကြုံခွင့်မျက်လုံးအနာအနီးကြီးတဲ့အကျင့်ကြောင့်မျက်စိညောင်းတာအဝေးမုံတာဒါပေမဲ့အဖြေကတော့ရိုးရှင်းပါတယ်သူတို့ကိုဥယျာဉ်နဲ့ခေါ်သွားပါကလေးတွေနဲ့အတူဥယျာဉ်နဲ့လှုပ်လို့ရတဲ့လှုပ်ရှားမှု၅ခုလှုပ်ရှားမှု1မျိုးစေ့ကျဲခြင်းကလေးတွေကိုမျိုးစေ့သေးသေးလေးတွေလက်နဲ့ကင်ခိုင်းပါမြေထဲထည့်ခိုင်းပါရေလောင်းခိုင်းပါအပင်ငယ်လေးပေါက်လာတဲ့အခါသူတို့ရဲ့မျက်လုံးတွေဘလောက်ဝင်းလာလဲကြည့်ပါလှုပ်ရှားမှု2ဒီကောင်ရှာခြင်းကလေးအများစုဒီကောင်တွေကိုတိုက်ကြတယ်မြေထဲမှာတူခိုင်းပါဒီကောင်လေးတွေတွေ့ရင်လက်နဲ့ကင်ခိုင်းပါမြေစီလွှာကျမ်းမာဖို့ဒီကောင်တွေဘလို့အရေးပါတယ်ဆိုတာရှင်းပြပါလှုပ်ရှားမှု3ရေလောင်းခြင်းကလေးတွေကိုကိုယ်ပိုင်ရေလောင်းဘူးတွေဝယ်ပေးပါအပင်တပင်ချင်းစီကိုရေလောင်းခိုင်းပါတာဝန်ယူမှုကိုသင်ပေးပါလှုပ်ရှားမှု4ရိတ်သိမ်းခြင်းခရမ်းကျင်သီးနီးလေးမုံတာဥနီပဲတောင်းတွေကိုကိုယ်တိုင်စုခုခိုင်းပါကိုယ်တိုင်စိုက်ထားတဲ့အစားအစာစားရတဲ့ဂုံယူမှုကိုသင်ယူပါလိမ့်မယ်လှုပ်ရှားမှု5ပန်းဥမုံကူးခြင်းကိုကြည့်ခြင်းပြားလိပ်ပြားငှက်တွေပန်းဥမုံကူးတာကိုအတူတူထိုင်ကြည့်ပါဒါသိပ္ပံသင်ခန်းစာတစ်ခုပါအသက်အရွယ်လိုက်တင့်တော်တဲ့လှုပ်ရှားမှုများအသက်လှုပ်ရှားမှုအကျိုးကျေးဇူးနှစ်ရေလောင်းမြေထိဆော့ပန်းနှံ့ရှူအာယုံခံစားမှုမော်တာကျွမ်းကျင်မှု9-9မျိုးစေ့ကျဲတီကောင်ကိုင်ပန်းကူစူးစမ်းခြင်းစိတ်တာဝန်ယူမှု82နှစ်ပြိုးထောင်ပေါင်းတင်နဲ့အစီအစဉ်ဆွဲနီးစိတ်ရှည်ခြင်း73+ ဥယျာဉ်စီမံရိတ်သိမ်းစီစဉ်ကောင်းဆောင်မှုစီးပွားရေးအသည့်ကလေးတွေအတွက်ဥယျာဉ်စိုက်ပျိုးခြင်းရဲ့အကျိုးကျေးဇူးများအာဟာရအသည့်တိုးလာခြင်းကိုယ်တိုင်စိုက်ရင်ဟင်းသီးဟင်းရွက်တွေပိုစားခြင်းလာတယ်စိတ်ရှည်ခြင်းအပင်ကြီးထွားဖို့အချိန်လိုတယ်ဆိုတာသိလာတယ်တာဝန်ယူမှုအပင်တွေကိုနေ့စဉ်ပြုစုဖို့လိုတယ်တဘာဝကိုချစ်မြတ်နိုးခြင်းတဘာဝရဲ့အံ့ဘွယ်အလုပ်တွေကိုနားလည်လာတယ်စိတ်ဖိစီးမှုရောချခြင်းတဘာဝတဲ့ရောက်ရင်ကလေးတွေပို့ပြောတယ်စတင်ဖို့မခက်ပါဘူးဒီနေ့ညနေမှာဖုန်းတွေချထားလိုက်ပါမီးဖို့ကြောင့်နေကကြက်သွန်တွေတစ်လုံးယူပြီးရေထဲထည့်လိုက်ပါကလေးကိုရေလဲခိုင်းပါဒါတဘာဝစောင့်ရှောက်သူနဲ့တယောက်ရဲ့ပထမဆုံးခြေလှမ်းပါမြေစည်းလွှာကျမ်းမာရင်ကိုကျမ်းမာမယ်တဘာဝနဲ့နီးရင်စိတ်အေးမယ်နေ့စဉ်9မိနစ်စာဒီလိုစိုက်ပျိုးရေးနီးလန်းတွေကိုလေ့လာပြီးကိုယ်တိုင်စိုက်ပျိုးတတ်တဲ့တဘာဝစောင့်ရှောက်သူတယောက်ဖြစ်အောင်လမ်းပြပေးပါမယ်ဖော်လို့လုပ်ထားနော်